အားလုံးမင်္ဂလာပါဒီနေ့ကတော့မုတ်တီလေးလှော်စားပါတယ်မုတ်တီလေးကိုရေနဲ့စိမ်ထားပြီးတော့ဆဲတင်ထားတာပေါ့နော်မုတ်တီလေးပါဝင်တဲ့ပစ္စည်းကတော့ကြက်သွန်ဖြူနေလေးနဲ့ပစုံလေးဖြစ်ပါတယ်ပစုံချောင်းနဲ့လည်းရပါတယ်ကျဲဥလေးပါပါတယ်ကျဲဥလေးကိုကြော်ပြီးတော့ညှက်ထည့်ပါမယ်ကျဲဥလေးကြော်ပြီးထည့်ချပါမယ်မုတ်တီလှော်လေးထဲမှာကျဲဥညှပ်ပြီးထည့်ပါကျဲဥလေးတော့ဒီလေးပြရပါမယ်မုတ်တီလှော်လေးတော့ညှက်ထည့်ပါမယ်မုတ်တီလှော်လေးစားတော့ပါမယ်စီထည့်ချပါမယ်မုတ်တီလေးစားတော့ပါမယ်စီလေးထည့်ကြတာကြားလေးထည့်ပါကြားလေးထည့်လိုက်ရတယ်ပြားလေးထည့်လိုက်ရပါတယ်နေတာကြားလေးနေတာကြားလေးနေတာတစ်ချက်ထည့်ထားတယ်ဒီလိုလေးထည့်ချပါမယ်ဒီလိုလေးထည့်ပါမယ်ဒီလိုထည့်ပါတော့အားလေးထည့်ပါမယ်ဒီမှာပစုံချောက်လေးထည့်လို့ရတယ်နော်ဟိုတက်နေတဲ့အားဟာလည်းပေါ်ရပါတယ်ဒီနေ့လေးဆိုရင်စိတ်နားမုတ်တီလေးထည့်ထားပါမယ်ဒီလေးနည်းနည်းထည့်ပါတယ်မုတ်တီတော်လေးကလည်းစားလို့ကောင်းပါတယ်ကဲမုတ်တီတော်လေးရပါပြီပြုတ်လေးထည့်ချပါမယ်ကျက်သမီးလေးလည်းထည့်ပါမယ်စားလို့အရင်ကောင်းတယ်မုတ်တီတော်လေးတို့ရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်